အင်းလေသားပြောရလဲဟုတ်တာပဲဒီအချိန်ကြီးကြမှာဘသူကလာမှမို့လို့လဲရာတိဥထုကလည်းအေးကအေးတဲ့နဲ့အတွေးနဲ့အတူတတူဆရာကတကယ်ရက်တွေကိုဆွဲပိတ်ကြချလိုက်ပါသည်ထို့နောက်ဆိုင်ကန်တောက်ကမီလင်းဘိုကလေးစီလျှောက်သွားပြီးမီလင်းဘိုကိုမီးမွေးလိုက်သည်သူ့ဆိုင်ကလေးကမခမ်းနားလှတော့လဲအေးလွန်းတဲ့မြို့ကလေးရဲ့စောင်းရသည်ကိုအန်တုဖို့မိကိုခေါင်းတိုင်လေးနဲ့မီလင်းဘိုလေးကိုထည့်သွင်းတိဆောက်ထားခဲ့တာပဲတိတ်မကြခင်မီလင်းဘိုလေးကနှွေလာသည်တတူးဆရာကအေးဆက်ဆက်လက်ပြားတွေကိုနှွေးထွေးလာအောင်မီလင်းဘိုနားမှာဖြန့်ထားလိုက်ရင်တားရီအေးရင်ဒီနားလာစာချက်လေတင်ချတွက်လိုက်အောင်မယ်ဖေးပြီးမှလာခဲ့မယ်သူကကလန်ကာနောက်ကတားရီအရေးကလေးကိုလှမ်းကြည့်ရင်ပြုံးမိပြန်သည်တားចောင်းစာလုံးနေပုံကလေးကိုမြင်ရတိုင်းသူပီတိဖြစ်ရသည်တားရဲ့ဘဝကိုတော့ဒီလိုမျိုးငယ်ကလေးမှာမကုံဆုံးစေခြင်းပါဟိုးအမြင့်ကြီးကိုပြန်တန်းသွားတဲ့ငှက်ကလေးသာဖြစ်စေခြင်းပါသည်လမ်းမြုံမောကြည့်လို့တောင်မမြင်ရတော့ဘူးဆိုရင်လေတားသာမြင့်မြင့်ပြန်နိုင်မယ်ဆိုသူကျင်တတ်သည်တောက်တားကိုငေးရင်စိတ်ကူးရင်နေသောတတူးဆရာကြီးအကြောင်းအာရုံတဲ့သို့တကားခောက်တဲ့နှစ်ချက်ဝင်လာသည်ဟုတ်ပါမလားဒီအချိန်ကြီးဘသူများပါလဲဟုတွေးကသူနားဆွန့်လိုက်သည်တောက်တကားခောက်တန်ကဇက်တိုက်မြန်ဆန်လာသည်ကတော်ကမျောအလင်းစလိုခောက်နေတဲ့မျိုးအဖေတကားခောက်နေတယ်အေးကြားပါတယ်ကွဒီအချိန်ကျမှဘသူများပါလဲတတူးထိုးမဲ့သူတော့မဟုတ်တော့ဘူးအပြင်မှာမှောင်နေရလေအဖေမိအိမ်ယူသွားလေဩအေးတတူးဆရာကတားဤစာကြည့်စပွဲစီလျှောက်သွားကမိအိမ်ကလေးကိုလှမ်းယူပြီးတကားဝသို့လျှောက်လာခဲ့သည်လူနေစိတ်သောရက်ကွက်နှင့်အလံဝေသောသူတို့ဆိုင်ကလေး၏အနီးတစ်ဝိုက်မှာညဘက်ဆိုလူသွားလူလာကျဲပါလာပါသည်ခုလိုနှင်းတုပိတ်စည်းနေသည့်အေးဆက်လွန်းသည့်စောင်းညမျိုးမှာဒီအချိန်ဆိုအနီးနားကအိမ်တွေအားလုံးတကားပိတ်တိတ်ဆိတ်နေကြပြီပေါ့သူ့မိတ်ဆွေတငယ်ချင်းတွေလည်းဒီအချိန်သူ့စီလာလိမ့်မရှိကြပါတောက်တကားခောက်တန်ကဇက်တိုက်ပေါ်လာပြန်သည်တတူးဆရာကတကားချက်ကိုဖြုတ်ခါတကားရွက်တစ်ဖက်ကိုဆွဲဖွင့်လိုက်သည်အေးဆက်လွန်းသောစောင်းတွေကမျက်နှာကိုဖြန်းကနေစီရိုက်လိုက်သဖြင့်သူ့မျက်နှာတစ်ပြင်းလုံးထုံကျင်အေးဆက်သွားသလိုခံစားလိုက်ရသည်တတူးဆရာကမိအိမ်ကိုမြောက်လျက်အပြင်ကိုကြည့်လိုက်သည်အပြင်မှာဘသူမှမရှိလမ်းမီးတိုင်မှောင်ဝဝအောက်မှာရိမ်းထိုးလှုပ်ခတ်နေသည့်ယူကလေးရွက်တွေကိုသာမြင်ရသည်ဘသူလဲဟဲ့သူလမ်းမေးလိုက်တော့မှတကားတော့မောင်ရိပ်စီကအရေးတစ်ခုလှုပ်ရှားလာတာကိုမြင်ရသည်ဘသူလဲဘာကိစ္စရှိလို့လဲတတူးထိုးကျင်လို့ပါအေးဆက်တူးဖွာသောမိန်းကလေးအတန်တန်ကအမောင်ထဲမှထိုးထွက်လာသည်အဲ့ဒီနောက်မှာတော့မိန်းကလေးတစ်ယောက်ကသူ့ရှေ့တကားဝမှာရက်လာခဲ့လေသည်ဖျားရည်တတူးဆရာကစိတ်ထဲမှဖျားတားလိုက်မိသည်မိအိမ်အလင်းဖြင့်ဝါကနေမြင်လိုက်ရသောမိန်းကလေးရဲ့မျက်နှာဟာဘာအကြောင်းရင်းမှမရှိသလိုဘာစိတ်ခံစားချက်မှမရှိသလိုစိတ်အာရုံတွေမျောလွင့်နာကျင်နေသလိုထိုဖြူရောအေးခဲသောမျက်နှာကလေးကကြောက်စရာကောင်းလောက်အောင်ချောမောလှပနေခဲ့လေသည်ကြည်လင်ဝိုင်းဆက်နေသောမျက်ဝန်းအင်ကျကျမျက်ရည်ထင်းထင်းကော့ညွတ်ရှည်လျားသောမျက်တောင်ရှည်ကြီးများဖြင့်ချင်ရလျက်ရှိသောထိုမျက်ဝန်းအိမ်ကလှပလွန်းတော်လဲတစ်စုံတစ်ခုသောစိတ်ဒုက္ခဖြင့်ခံစားနာကျင်အေးခဲနေသည်ဟုထင်ရသည်ဒီမိန်းကလေးဟာကိုယ်ရန်ဆောင်သားသူ့သားနဲ့မှရွယ်တူလောက်ပဲရှိလိမ့်မည်သို့တော့သားဤမျက်ဝန်းတွေကတော့အပူပင်ကင်းစွာဖြူစင်ကြည်လဲနေသည်သူမဤမျက်ဝန်းတွေကတော့ထို့တော့မဟုတ်ဒီအရွယ်မိန်းမငယ်လေးတဦးတဲ့ဒီအချိန်ကြီးမှတတူးထိုးဖို့သူ့ဆိုင်ကိုရောက်လာရတဲ့လားကျမအထဲဝင်ပါရစေအော်အေးလာပါဝင်ပါကွယ်တတူးဆရာကအံ့ဩတေဝေစွာရက်ကြည့်နေမိရာကတတိဝင်လာကကလေးမလေးကိုဆိုင်တဲသို့ဖိတ်ခေါ်လိုက်သည်ဆိုင်တဲရှိမိအားကဖြော့တော့လှတော့လေမီးလင်းဘိုစီကမိတအယောင်ရှိနေရမို့မိန်းကလေးကိုတဲတဲကွဲကွဲမြင်နေရသည်တတူးဆရာကမိအိမ်ကလေးကိုဆိုင်တောင်းကစပွဲပူလေးပေါ်မှာတွားတင်ထားလိုက်ပြီးမိန်းကလေးကိုအကဲခတ်နေလိုက်မိသည်အရက်မနှိမ်မမြင့်ပြေဖြိုးတီဟုထင်ရသောခန္ဓာကိုယ်ပေါ်ကအဝတ်စားတွေကတော့ဟောင်းနှမ်းကမတက်မရက်ဖြစ်နေသည်ဖလန်နဲ့ရှက်ကွက်လက်ရှည်ပြောင်းမိုင်းကသူမခန္ဓာကိုယ်ပေါ်မှာပွားဖားပေါင်းမိရှည်အနှဲ့ရောင်ထူပွားနဲ့တဲဖက်ဝင့်စင်ထားတာမို့ကြည့်ရတာနွမ်းဖက်ဖက်နိုင်လာတော့လဲအဲ့ဒီနွမ်းဖက်ဖက်အပြင်စင်ကသူမ၏အလှကိုတော့ဖုံးကွယ်မသွားစေပါ